ပန်းပဲတွေလယ်သမားတွေရဟန်းရှင်လူတွေရဲ့ဘဝတွေစီးဆင်းခဲ့တယ်ဒီနေ့တော့ကျုပ်တို့ပြန်ကြားနားထောင်ကြမယ်ဒီမြေကြီးရဲ့တိတ်ဆိတ်ခြင်းအောက်ကအတန်တွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကဒီမြေပြင်မှာမင်းဆက်တွေအရာဒီမြစ်ဝမ်းရဲ့အလဲပဟုမှာကြောက်စာရိုင်းတွေစေတီပူတိုးတွေနဲ့ပြည့်နှက်နေတဲ့မြေပြင်ကြီးဒါဟာပကံပြည်ခက်ခရနှစ်12နှစ်ရာစုမင်းနေပြည်တော်ကြီးဟာယနေ့တိုင်းမပြောက်ပြတ်နိုင်တဲ့ရှင်ကျေးမှုတွေနဲ့ပြည့်နှက်နေတယ်ဆရာကြီးဒီတန်ကျုံလေးကိုဘယ်စေတီအတွက်လဲဒါလားမမိုးရဲ့ဒါကဖရင်နရပတိစေသူမင်းတရားကြီးထပ်မံတိုးချက်တည်ထားတဲ့ရွှေစည်းကုံမရတဲ့ပစ္စယ4000ကနက်၄စင်းရဲ့လက်နက်တွေကတခုလေဖရင်အတွက်တယ်လားဆရာမြေကမ်းသားကကြောက်စစ်တဲ့အလုပ်ဟာတိတ်ဆိတ်ပြီးစိတ်ရှည်ဖို့လိုတဲ့အလုပ်ပဲကြောက်တုံးတိုင်းမှာဖျားရှင်ရဲ့တရားတော်တွေဝင်နေအောင်ထုစစ်ရတယ်ဆရာညနေဆောင်ပြီခဏနားပါဦးထမင်းထုတ်လာတယ်အခုလေးမပြီးသေးဘူးမမရဲ့ဒီဗုဒ္ဓရုပ်ပွားတော်ရဲ့မျက်လုံးလေးကိုဖွင့်ပေးရမယ်မနှက်ဖြန်ဖျားပွဲတော်မှာပြီးမှကောင်းမယ်ဒီလောက်ထာစူးစူးဆိုင်ဆိုင်လုပ်နေတာသဘောကျလိုက်တာဒါပေမဲ့ကျမ်းမာကြီးလည်းဂယုစိုက်ပါတသားမမီတို့ဖေဖေကိုစောင့်နေကြတယ်သိတယ်မမဒါပေမဲ့ဒီကြောက်စစ်ပညာဆိုတာငါတို့လုပ်နေတာငါတို့အတွက်တတ်တတ်မဟုတ်ဘူးနောက်လာနောက်သားတွေဖူးမြော်နိုင်ဖို့တရားရနိုင်ဖို့လုပ်နေရတာဒါကြောင့်အကောင်းဆုံးဖြစ်အောင်မင်းရဲ့မျက်နှာသားကကျင်နာမှုရှိရမယ်ဒါပေမဲ့တည်ငြိမ်မှုလည်းရှိရမယ်ဒီလိုဆိုရင်ဘယ်လိုနေမလဲမောင်ရွှေမုံဒီတန်းကောင်ရံမှာတပါးရဲလုံနေတုံးလားဖုံဖုံတပိတော့အာရုံစူးစိုက်မှုရဖို့ညဘက်တွေမှာလှုပ်ဖြစ်တာပါဖုံဖုံဘယ်အချိန်ရောက်လာတာလဲငါတတတာတရားကမင်းရဲ့ပန်းချီကားကိုလာကြည့်ဖို့ဆွဲခေါ်လာတယ်ကောင်းတယ်မောင်ရွှေမုံကောင်းတယ်မင်းဒီမှာရေးဆွဲနေတဲ့နှက်သားရုပ်တွေဟာတနေ့လူအများဖူးမြော်ရမယ်သစ္စာတရားတွေရဲ့အရေးအယောင်တွေပဲဖုံဖုံတပိတော့ဒီလောက်ကတိမစင်စားမိဘူးလှအောင်ပဲစူးစမ်းဆွဲတာပါလှချင်းဟာတရားရဲ့အစင်တန်စာပဲမောင်ကြီးဆက်လုပ်ပါငါကခဏထိုင်ပြီးတရားဝင်နေမယ်မင်းလည်းမနာနဲ့အခုတော့ဒီမြေပြင်မှာဥရွှေတိုင်းလည်းမရှိတော့ဘူးကိုစေရလည်းမရှိတော့ဘူးမောင်ရွှေမုံရဲ့စီမီးခွက်လည်းငြိမ်းသွားပြီဒါပေမဲ့သူတို့ရဲ့လက်ရာတွေသူတို့ရဲ့အတန်တွေဟာဒီကြောက်စာတွေဒီနံရံစေးရေးပန်းကြီးတွေဒီလေထဲမှာကြံရစ်ခဲ့တယ်တိုင်းနဲ့ရင် like and subscribe လုပ်ခဲ့ပါဗျနောက်ပါဗီဒီယိုကြည့်ချင်လဲမှန်ခဲ့နော်